အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့မင်းကမချင်းကင်းပေါက်လေးနဲ့မိတ်ဆက်ပေးမှာပဲဖြစ်ပါတယ်နော်ဒီကင်းပေါက်လေးထဲမှာဆိုရင်ကလေးကလည်း48ကပ်ပါတယ်ပြီးအင်္ဂလိပ်စလုံးပေါင်းလေးကလည်း96လုံးလောက်ပါပါတယ်ရှင်ဒါလေးကိုလို့ဆွားမှာလဲဆိုရင်တော့ဒီကလေးထဲမှာဆိုရင်သူ့ရဲ့ပုံလေးနဲ့ spelling လေးပါတယ်အဲ့ဒါကိုကလေးတို့က spelling လေးကိုဖုံးထားပြီးတော့ဒီပုံလေးရဲ့အပြင်မှန်ကိုမှန်အောင်ခံမဲ့ရမှာပဲဖြစ်ပါတယ်ဒီမဲ့ချင်းခဲပေါက်လေးကိုလိုချင်တယ်ဆိုရင်တော့မင်းတို့ရဲ့သင်္ကန်းကျွန်းမြို့နယ်လီလောင်ကန်လမ်းမကြီးပေါ်ဒီခိုင်ရရှိမှရှိတဲ့ Bright ရန်ကုန်ဆိုင်မှာရပါတယ်ရှင်